Hello guys တတိုင်းဆိုတဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်ဘာ connect လုပ်ရမလဲကြွေးနေခေါင်းနဲ့16ရာစုနှစ်လောက်ကတစ်သားတင်မောတစ်ကြီးနဲ့ပင်လယ်ထဲကို190 130ရှောက်လစ်နေတဲ့ BJ တယောက်ကြောင်းသွားတတိရဗျဒီဘက်ကလက်တွေ့ကဘာမှာ one piece ကိုအင်ရှီယာမဲ့အထာနဲ့အာရှဘက်မှာလာရှာခဲ့တယ်ပဲဗျဟိုကောင်ကတော့လူမှုကယ်တဲ့အထာနဲ့ရှာနေတဲ့ကောင်ပေါ့ဗျ Okay ပါဆိုတော့အချိန်မဆွဲပဲ BJ အကြောင်းအားလုံးဖုတ်လိုက်အောင်ကျွန်တော်ပြောတဲ့ BJ ကတခြားလူတော့မဟုတ်ပါဘူးခရစ္စတိုဖာကိုဇန်ဘတ်ကြီးပဲဖြစ်ပါတယ်ခရစ္စတိုဖာငဘတ်ကြီးကိုအီတလီနိုင်ငံရဲ့တမိုင်းဝင်စိတ်ကမ်းမြို့တစ်ခုဖြစ်တဲ့ဂျီနိုဝါမြို့မှာမွေးဖွားခဲ့ပါတယ်အချိန်ကတော့1451ခုနှစ်ဝန်းကျင်အဖေနဲ့မိရကြတော့ယောက်ျားနဲ့မိန်းမဆိုပြီးတော့တိထားရပါတယ်ခင်ဗျငယ်ကလေးကပင်လယ်ပြင်ကြီးကိုစိတ်ဝင်စားခဲ့ပြီးတော့ဒီမော်တာတယောက်ဖြစ်လာကိုပဲဆရာထက်နေခဲ့ပါတယ်ဒါကြောင့်ပဲမိကောင်ပေါက်ရွယ်မှာနဲ့ရှီလျားလာတဲ့ပင်လယ်ခရီးသားတွေ့ကြုံရရှိခဲ့တာပေါ့16ရာစုနှစ်အတွင်းမှာစပိန်နဲ့ပေါ်တူဂီတို့ကအပြိုင်ဆိုင်နေချက်ခဲ့ကြပြီးတော့ပင်လယ်ရေကြောင်းလမ်းအသစ်တွေကိုလည်းရှာဖွေခဲ့တယ်။သူတို့ဖြင့်ဟင်းခတ်မွေးကြတယ်ပိုးတယ်တွေနဲ့ရွှေတွေကြောင့်ကြော်ကြားလာတဲ့အာရှနိုင်ငံတွေကိုတွားရောက်လူခဲ့ကြတယ်။ပေါ်တူဂီသားတွေကအာဖရိကတိုက်ကနေပတ်ပြီးတော့အာရှတိုက်ကိုတွားဖို့ကြိုးစားနေတဲ့အချိန်မှာဆရာသမားမောင်ညာကောင်းကြီးကတော့အာဖရိကတိုက်ကြီးကိုပတ်မယ်ဆိုပို့ပြီးတူတဲ့လမ်းကြောင်းကိုရှာဖွေနေခဲ့ပါတယ်။နောက်ဆုံးမှာတော့ကဘာကြီးရဲ့လောဝမှုသဘောတရားကိုအခြေခံပြီးတော့အနောက်စုစုကိုရွတ်လွှင့်မယ်။အဲ့ကနေပြီးတော့အရှေ့အရှနိုင်ငံတွေပို့ပြီးတော့မြင်မြန်ရောက်နိုင်ပြီဆိုပြီးတော့တွေးပြီးတော့ရပါတယ် What the fuck အဲ့နောက်မှာတော့ဆရာသမားကသူ့ရဲ့မဟာအကြံစီကိုအကောင့်တွေဖွင့်နိုင်မှုအတွက်နိုင်ငံများစွာအပြင်စီကနေပြီးတော့စပွန်ဆာတွေပတ်တောင်းခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့ခရီးစဉ်တွေကဘယ်သူမှမတော်ဘူးမရောက်ဘူးတဲ့ပင်လယ်ခရီးဖြစ်နေတာတခြားတနည်းအားဖြင့်အေယာမဆန်ဆန်မှုကြီးဖြစ်နေတဲ့အတွက်ဆိုရှယ်နစ်လာမှုကြီးရှိမှတွေးပြီးတော့အားလုံးကကူညီဖို့ညှင်းဆန်ခဲ့ကြတယ် No Noနောက်ဆုံးမှာစပိန်နိုင်ငံရဲ့ King Ferdinand ဒီစကန်နဲ့ Great Explorer ဒီ Fast တို့ရဲ့စပွန်ဆာကိုရရှိပြီးတော့ဒီ Santa Maria The Pinta နဲ့ The Nina လို့ခေါ်တဲ့ကိမသုံးနဲ့အတူ1492ခုနှစ်ဩဂတ်လမှာအာရှတိုက်ကိုရွတ်လင့်နိုင်ခဲ့ပါတယ်